ကျွန်တော်ကကိုထုံးပါကာသမားဘွားဆိုတာနမ်းမပေါ်မှာပဲအချိန်ကုန်ရတာများတော့တခါတလေပြီးကြီးတာမျိုးနောက်ပြောင်ကျင်တာမျိုးရှိတတ်ကြပါတယ်ဒါပေမဲ့စကားဆိုတာအချိန်နဲ့နေရာဒေသကိုကြည့်ပြီးပြောရတယ်ဗျကျွန်တော်တပည့်ဖိုးတုပ်စကားတစ်ခွန်းမလိုက်တာနဲ့ကျွန်တော်တို့နှစ်ယောက်အသက်နဲ့ရင်းပြီးပြန်ပေးဆက်ခဲ့ရတဲ့ဖြစ်ရပ်တစ်ခုကိုပြန်လဲပြောပြပါရစေအဲ့ဒီညကရွာသားကြီးလမ်းစုံနာမှာကားခဏရက်ပြီးအနားယူကြတာပေါ့နိုင်ယူကြည့်လိုက်တော့ည12နာရီခွဲနေပြီပတ်ဝန်းကျင်တစ်ခုလုံးကလည်းတိတ်ဆိတ်လွန်းလို့ကိုယ်နှလုံးခုန်တန်းကိုတောင်ကိုပြန်ကြားနေရတယ်လမ်းဘေးကညောင်မင်းအိုကြီးအောက်မှာမိန်းကလေးတယောက်ထိုင်နေတာကိုကားမီးရောက်ဖြောအောက်မှာတွေ့လိုက်ရတယ်အဖြူရောင်ဝတ်စုံနဲ့သပင်ဖားလားချထားတဲ့အဲ့ဒီမိန်းကလေးကခေါင်းငုံနေတာဗျဖိုးတုတ်ကတော့အိမ်မက်တလို့အစနောက်ကလည်းတန်နေလေသူကဆက်လက်ကိုခွာကနေမုတ်ထုတ်လိုက်ပြီးကားပရင်းပေါက်ကနေလှမ်းអော်လိုက်တယ်ဟေးညီမလေးဒီချင်းကြီးတယောက်တည်းပြေးနေရင်အကိုတို့နဲ့လိုက်မလားဟိုရှေ့နားထိလိုက်ပို့ပြီးမယ်လေကျွန်တော်ကတော့အလိုလိုနေရင်ကြောချမ်းသွားတာနဲ့ဟဲ့ကောင်မဟုတ်တာတွေရှောင်မပြောနဲ့လာသွားမယ်ဆိုပြီးကားကိုအမြန်မောင်းထွက်လာခဲ့လိုက်တယ်လမ်းတစ်ဝက်ရောက်တော့ကားကလေးလာတယ်ဗျအင်ဂျင်ကစီမဆန့်တယ်လို့မျိုးတအုံအုံနဲ့ဖြစ်နေတာအဲ့ဒီအချိန်မှာပဲကားနောက်ခန်းကနေတကြောက်ကြောက်နဲ့တခုခုပြေးလွှားနေတဲ့အတန်တွေကြားလိုက်ရတယ်ကျွန်တော်အနောက်ကြည့်မှန်ကိုကြည့်လိုက်တော့ဘုဒ္ဓဆော့ဆော့ကညောင်မင်းအောက်ကမိန်းကလေးကကားနောက်ခန်းထဲမှာရောက်နေတာဗျသူကထိုင်နေတာမဟုတ်ဘူးကားမျက်နှာကျက်မှာကက်ပြီးကျွန်တော်တို့ကိုပြောင်းမြင်ကြီးစိုက်ကြည့်နေတာသူ့မျက်နှာကဖြူဖက်ဖြူရောဖြစ်နေပြီးပါဇက်ကလည်းသွေးပုတ်တွေစီးကြနေဖိုးတုတ်ကတော့ကြောက်လို့အတန်တော်မထွက်နိုင်ပဲတုံနေပြီအဲ့ဒီအချိန်မှာအေးစိမ့်နဲ့လက်ချောင်းကြီးတွေကကျွန်တော်ရဲ့ပခုံးပေါ်ရောက်လာပြီးနားနားကိုကပ်ပြောတယ်အကိုကျမလိုက်ခဲ့ပြီလေဘယ်တော့ဆင်းရမှာလဲကျွန်တော်တက်သမျှမှတ်သမျှဖျားစာတွေယူပြီးကားကိုမရက်ပဲအစွမ်းကိုနင်းမောင်းလာခဲ့တယ်အိမ်ရောက်လို့ဆင်းတော့မှဖိုးတုတ်ကလက်អော်တော့တာပဲသူ့ရဲ့အိမ်ကြီးနောက်မှာတော့ရွှွညစ်ညစ်လက်ဝါးရကြီးတွေကအပွင့်လိုက်ကြံခဲ့တယ်အဲ့ဒီညကကျွန်တော်တို့နှစ်ယောက်လုံးအိတ်လို့မရဘူးဗျာမနဲ့လင်းတော့ကားမှန်ရှိကမ်းမှာအညိုရောက်စွန်းထင်းတွေနဲ့ရေးထားတာကိုတွေ့လိုက်ရတယ်နောက်တစ်ခါလာခေါ်အောင်တော့တဲ့အဲ့ဒီဖြစ်ပြီးကြတဲ့ကကျွန်တော်ရောဖိုးတုတ်ရောလမ်းဘေးမှာဘသူမှကိုစနောက်ပြီးမခေါ်ရဲတော့ခင်ဗျားတို့လည်းသတိထားကြအောင်နော်တခါတလေကိုကစနောက်ပြီးခေါ်လိုက်ပေမဲ့သူတို့ကတကယ်လိုက်လာတတ်လို့ပါ